ကတကယ်ရဖို့အတွက် diamond 20ပဲလို့ဆိုတာယုံမှာလားမယုံလဲရောင်းပါမယ်ဒီမှာကြည့်လိုက် diamond 20နဲ့ဖောက်လိုက်တာကဲဆိုလို့ရှိရင်အရှိမဖောက်ထားတဲ့အများကြီးပေါ့နော်အရှိမဖောက်ထားပေါက်မပေါက်တဲ့ဟာတွေတော်တော်များနေတဲ့အတွက်ကြော်ထားတာပါဘာလို့ဆိုလို့ရှိရင်ဒီက starlight skin fragrance skin ဝယ်ပြီးလို့ရှိရင်အဲ့ဒီကိုသူများရဲ့လို damage ထောင်လို့တုံးကြည့်ပါတယ် damage ကမထွက်သွားပါဘူးဟုတ်တော့ဒါနဲ့ဒီမှာလည်းအဲ့ဒီရတဲ့အခါမှာထပ်လို့ရှိရင်အဲ့ဒီကိုတုံးကြည့်တိုက်ပါတယ် damage ကမထွက်သွားပြမှာတခြားတွေလိုပဲအဲ့ဒီသုံးလို့ရှိရင်တကောင်ပျောက်ချင်လို့ဒီကြီးနောက်တဲ့တခါဒီမှာထပ်ပြီးစမ်းကြည့်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းအမာခံပြီးအသက်ကောင်လုပ်တယ်ဖလက်ကနဲ့အဲ့ဒီရလိုက်တယ်မပြောက်သွားပြန်ဘူးနောက်တစ်ခါထပ်ပြီးတော့စမ်းဖို့အတွက်ဒီမှာဆိုလို့ရှိရင်အဲ့ဒီရဖို့အတွက်တတိချာစုပြီးတော့ချနေပါမယ်နော်ဒီအဲ့ဒီရနေဒါမှမချသေးဘူးအဲ့ဒီဓာတ်မိတ်ကိုစောင့်ဖို့အတွက်ချလိုက်တာလွဲသွားပါတယ်